တော့နောက်ဆုံးတော့ဒီမှာမြန်မာပြည်ကတော့ဒီလိုဖြစ်နေတာခြေစွမ်းကောင်းဆုံးလို့ပြောရမယ်ပါလက်စတိုင်းမျိုးတွေဆိုတော့ဖြစ်ပြီးဒီမှာတော့ပါလက်စတိုင်းမျိုးတွေကိုရှင်းပြကြမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဘက်ကပြီးတော့မတင်ကြတဲ့ခက်ခဲတဲ့ပြန်တော်တွေတိုးဆိုရမှာဖြစ်တဲ့အတွက်ဒီလိုပဲဒီမှာလာဒီလိုပဲဒီကိုရလောက်တောင်းတစ်ခုရရှိဖို့ကမတင်ကြတဲ့အရင်ကအရေးပါနေပါတယ်။ပထမပိုင်း55မိနစ်မှာတော့ဒီကနေ့10မိနစ်မှာကျင်းတဲ့ကမ္ဘာရှာကေရဲ့တွင်းကိုနဲ့ဘင်္ဂလားဒေ့ရှ်ကတကူကိုမရှိတဲ့ဥဆောင်ရှင်းပြစကားထားနေပါတယ်။ဒါကြောင့်ဒုတိယပိုင်းပြန်လည်စတင်ရှင်းပြစကားချိန်မှာတော့မြန်မာပြည်နဲ့ခြေပါကိုအနိုင်ကိုဆက်လက်ပြင်နေမှာဒါမှမဟုတ်ဘင်္ဂလားဒေ့ရှ်ကပဲနောက်ထပ်ကိုပြင်ပြီးဒီလိုတုံးတော့ကိုရရှိသွားနိုင်မှာဆိုတော့ဒီလိုအချိန်ကြီးတောင်းကြည့်ရမယ့်အနေအထားလေးဖြစ်ပါတယ်။ဒီဆိုတော့မြန်မာပြည်နဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဒုတိယပိုင်း55မိနစ်ပြန်လည်စတင်ရှင်းပြစကားရမှာဖြစ်ပါတယ်။ဒုတိယပိုင်းပြန်စတင်လာတဲ့မြန်မာပြည်ဟာဒီနေ့ဘရဒေမှာအသင်းကောင်းဆောင်ဖြစ်တာဝင်ပေးတဲ့ရန်ပိုင်ကိုထုတ်ပြီးတော့ကျန်တဲ့မဆက်ဟာကိုမင်းဦးကိုထုတ်ပြီးကြောင်းလေးကစားပေးခဲ့ပါတယ်။ဒါကြောင့်ကျမအစားဒီကရင်ကြတဲ့ကိုမင်းဦးအနေနဲ့ခြေစွမ်းပြနိုင်မှာဆိုတော့ဆက်လက်ဆောင်ကြရမှာဖြစ်ပါတယ်။ဒီဆိုတော့မြန်မာပြည်နဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဒုတိယပိုင်း55မိနစ်ကတော့စတင်ရှင်းပြစကားနေရဖြစ်တယ်ဗျာဒီမာဒီအားရကမော်ရင်ရှိပြရအောင်ပြန်ပြပြီးမာဒီရှိရပြန်ရောက်တယ်နော်မာဒီလက်ပြီးတော့ပြောင်းခွင့်ရရှိမှာဖြစ်ပါတယ်အေးဆန်ပြောပြရတယ်အစမင်းတော့ရှိနေအေးဆန်နဲ့ပြန်ပြီးပြရတယ်နော်အစမင်းကိုနောက်လည်းပြန်ပြီးပြရမှာဘင်္ဂလားဒေ့ရှ်ပြန်ပြီးထည့်ရတယ်နော်နောက်ပေါ်လေးနဲ့ပြန်ပြီးချပေးရတယ်စမင်းကိုပြန်လာပြီးတော့နောက်မှရှိနေတဲ့မိုးနဲ့ပြန်ပြရတယ်မိုးဝင်ခါနောက်မှရှိနေတဲ့စော်လင်းထုံးအေးဆန်ပြန်ပြီးပြေးလိုက်ထားတယ်နော်ဘယ်တော့မှတော့ချောက်တင်ပြရတယ်ခင်မောင်လေးလိုင်းဝင်နော်ဘင်္ဂလားဒေ့ရှ်ရဲ့နောက်ခံစားမှာနားတော့ရှင်းလိုက်ထားတယ်နော်ဘင်္ဂလားဒေ့ရှ်နဲ့အာရာဒီရဲ့ကိုယ်နဲ့ပြန်ပြီးအကျဉ်းဆက်လုပ်ထားတယ်အေးဆန်ကိုယ်ရနေပြန်ပြီးတားယူပါတယ်နော်ဒီမှာရှိနေဆွေးနွေးကိုပြန်ပြီးရတယ်ဆွေးနွေးဦးဆက်ထားအောင်နဲ့ပြန်ပြီးပေးလိုက်ရတယ်အေးဆန်တားထားတယ်နော်တော့လာတော့မှထုတ်ပြရတယ်ဒီဘက်ချက်ပြီးတော့လက်ထုတ်သွားပြီဒီတော့တမပေးရတယ်နော်ဒီကြပိုင်းမှာရန်ပိုင်းစားလူစားဝင်ကြတဲ့တိုက်စစ်သားမှာဆွေးနွေးဦးနိုင်ငံလူကျုံရဲဆိုတော့ဒီကြတာတော့လန်ထော်လာမျိုးဖြစ်တယ်နော်မာဒီနဲ့ဘင်္ဂလားဒေ့ရှ်နဲ့ပထမပိုင်းဒီကငါမမှာတော့ဘင်္ဂလားဒေ့ရှ်ကပြည်သားချင်းဆယ်မိနစ်မှာရှာကီရဲ့ကိုယ်ကိုနဲ့ဦးဆောင်ကိုပြီးတော့မာဒီကိုယ်ကိုရှိနဲ့ဦးဆောင်စားခဲ့တယ်နော်ဒီကြပိုင်းမှာတော့မာဒီနဲ့ခြေပါကိုလေးပြီးဟုတ်တဲ့အနိုင်ကိုထမှန်ရရှိအောင်ဆန်းဆောင်နိုင်မှာဆိုတော့ကျွန်တော်ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။ကောင်းတဲ့ရက်ပြန်ချပြီးပါတယ်။လက်ပြတော့ဖြစ်တယ်နော်ဘင်္ဂလားဒေ့ရှ်လက်ပြတော့နောက်ခွင့်ရရှိတာတယ်နော်။လက်ပြတော့မီရှူလက်ပြတော့နောက်ပြီးရတယ်။ဦးဆဲနောက်မှရှိတဲ့မီရှူနဲ့ပြန်တော့တွေ့ရတယ်။မီရှူတင်ပြရတယ်ဒီမှာနိုင်ရထိုးလက်မြဲနေတော့ထိုင်ထားတယ်နော်။ဒီမှာတော့ရပါပြီပန်းစရင်းရနေတော့တောင်းဆောက်ဆွဲပြီးတာနော်ပန်းစရဲ့အာဟာရပါတင်ပါလာတဲ့ခမောင်းလေးနဲ့အထူးကလောက်လာတဲ့ခမောင်းလေးဒီမှာရှိတဲ့မင်းထုံးပေးရတယ်မင်းထုံးတားလေးလည်းထုတ်ပြီးပေးရတယ်နောက်ကိုပြန်ခောက်ထားတယ်နော်မင်းထုံးလည်းရထားပြီးရဲ့နောက်မှရှိတဲ့အေးဆန်နဲ့ပြန်ပြီးတော့ပေးလို့ထားတယ်နော်မာတဲ့ဒါမှမဟုတ်ဒီပါဝရရှိပေးသားနေနော်လက်ပြီးတော့ဖြစ်တယ်နော်မာတဲ့လက်ပြီးတော့နောက်ခွင့်ရရှိထားပါတယ်ခမောင်းလေးဒါလေးတွေ့ရနောက်ပြီးရတယ်မင်းထုံးကနောက်ပြီးရမှာဘင်္ဂလားဒေ့ရှ်ပြန်ပြီးတားထားတယ်ကိုယ်နဲ့ပြန်ပြေးရတဲ့ဆော့ထက်အောင်ဒါရှိပြီးနောက်မှရှိနေတဲ့မိုးဝင်းအေးဆောင်ပေးရတယ်အေးဆန်လူတွေမှာရောဘင်္ဂလားဒေ့ရှ်ပြန်ပြီးတားထားတယ်မာတင်နားနဲ့ကိုလိုက်ပြီးလူကစားထားတယ်နော်ဆော့ထက်အောင်ဖြစ်ပါတယ်ဆော့ထက်အောင်ရှိတာလေးထိုးပေးရတယ်ပြန်ပြက်တယ်နော်ဘင်္ဂလားဒေ့ရှ်တော်တော်ခရမှာမာတင်နေနဲ့လက်ပြီးတော့နောက်ခွင့်ရရှိထားတယ်နော်သင်္ကောင်းဆောင်ရှမ်းပိုင်းဆောင်ဆွေးနွေးလာတဲ့အချိန်မှာတော့
နောက်ခံစားမှာကမောင်လင်ကတော့အတင်းကောင်းဆောင်တာဝန်ကိုဆွဲပြောင်းပြီးယူထားတယ်နော်အေးဆန်ကြောက်ကိုတာလီလက်ထပ်ကိုတွေးရမှာတော့နာဆာတော်တော်ကုန်ချန်နေတဲ့မြန်မာပင်ဒီတမောကန်ဝရရှိလာတယ်နော်ကိုယ်တိုင်လေးကြီးကတော့လည်းဝင်လာချန်နေတဲ့နာဆာကိုဝါကပ်ပြပြီးတော့ဒီပေးရအောင်လည်းပြရတယ်နော်အေးဆန်ဒီတမောကန်နေထားတယ်ဘင်္ဂလားဒေ့ရှ်ကလည်းပြတ်တော့ထားတယ်ဘင်္ဂလားဒေ့ရှ်ကလည်းရာလာသေးတယ်ကိုလည်းတော့တောက်လျှောက်ဆွဲပြရတယ်နော်ရာချူဖြစ်ပါတယ်ညာတော်မှထိပ်ပြရတယ်တောက်လျှောက်တိုင်းနေရဘင်္ဂလားဒေ့ရှ်ကလည်းရာလာသေးတယ်နော်ဒါလေးလှည့်ထည့်ပြီးတော့နောက်မှရှော့နာဆာနဲ့ပြန်ပြရတယ်နာဆာနဲ့ရာချူနဲ့အရှင်ဒီမှာဒီမှာပြန်ပြီးတော့ကြာထားတယ်နော်ဒီမှာကျတော့ဒါမှအေးဆန်းပြန်မှရှိတဲ့လုံလုံထုံတောင်းနေလို့တွေးရတယ်ပြန်ပြတ်တယ်နော်အေးဆန်းစီပြန်ရောက်တယ်နော်အေးဆန်းညာတော်မှတောက်လျှောက်တွေ့ရတယ်လူရှိကောင်းတဲ့ပြီးတော့အေးဆန်းနဲ့ပြန်ပြရတယ်နော်ဘင်္ဂလားဒေ့ရှ်ရဲ့နောက်ခံစားမအေးဆန်းမင်းတီတောက်လျှောက်တွေ့လို့နော်ကိုယ်လည်းပြန်ပြရတယ်နေကျတော့တွေ့ရမှာတော့ဘင်္ဂလားဒေ့ရှ်နဲ့ပြန်ပြီးတော့ကြာထားတယ်နော်အမီလီဆာမရှိရဲ့ဆိုင်ကိုပြရတယ်ကိုယ်မှမာမယ်ရှေ့မနာနဲ့ကိုကန်ထိထားရတယ်နော်မာတဲ့နောက်ခံစားမစမောင်းလေးလက်ပြီးတော့ပြရတယ်မိုးခါဟိုမှာရှိနေတဲ့ဆယ်လင်းထုံးပြရတယ်နော်အရာဝင်တာရာဒီရဲ့ရှေ့တော်လေးမော်လို့ပြရတယ်မြမတင်းနဲ့တာရာနဲ့ညာတော်မှန်းနေပြီးတော့တောက်လျှောက်ပြလို့ပြရတယ်မင်းမင်းကျော်ဒီပြရမှာတော့ချော်လဲနေတဲ့မီရှိကန်တာရတယ်နော်မီရှိကြောက်တော်လေးလက်ထပ်သွားပြီဘင်္ဂလားဒေ့ရှ်နဲ့ရာလာပြီးတော့ပြန်ပြတ်တယ်နော်ဒါတော့တော်လေးနိုင်ဆိုင်နေပြီတိတ်လို့ရှိရနော်ကမောင်လေးလိုက်ဆရာရတယ်နော်မြမတင်းဒါမှကမောင်လေးရထားပြီးရင်ဒီစကားနဲ့လည်းဘောလုံးလိုက်ဆရာရတယ်နော်ကမောင်လေးဒါမှရှိနေတဲ့ပိုင်စုတာလီလက်လာတဲ့ပိုင်စုရဲ့ကိုယ်နဲ့တော့ဖြတ်ဝင်လာပြီဘင်္ဂလားဒေ့ရှ်ရှော်လို့ဖြတ်လိုက်ရတယ်နော်ဘင်္ဂလားဒေ့ရှ်နဲ့ကြာရထားပြီးတော့ကိုယ်နဲ့ပြန်ပြီးအခြေချက်လောက်ထားတယ်ကမောင်လေးနဲ့ကြာရထားတယ်နော်ဒီမှာရှိတဲ့ဆွေးနွေးဦးကမောင်လေးဒီမှာရှိတဲ့ဆွေးနွေးဦးပြရမှာတော့ဒီအတူတူတွေကဒုတိယကျော်လာတဲ့ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့လက်ပြီးတော့နောက်ထပ်ရရှိထားတယ်နော်ဒီလိုပြောကြမှာနိုင်ရရှိတဲ့အပြင်ကတော့ဒီကကြီးရဲ့ဒီကပဲအမျိုးမျိုးတဲ့လာလာကောင်းနေဘူးတော်လုံးကိုရရှိမှတစ်ချက်တည်းမတင်တော့ပြေးပါပြီးတော့စားနေကြရနော်ဘင်္ဂလားဒေ့ရှ်ပြန်လို့ရရှိလာတယ်တောင်းလည်းတခုပြေးပါတယ်ဇာဟစ်လာရတယ်နော်ဇာဟစ်ညာတော်မှပြေးရတယ်အဲမှာရှိတဲ့ရာချူဆိုတော်လေးလို့ပြေးရတယ်ရာဝရီနော်မိုးလူကစားထားတယ်နော်မိုးလိုက်စေထားတယ်မာတင်နောက်ခံကမိုးဟိုမှာရှိတဲ့ဆောင်းမင်းထုံးနဲ့ပြန်ပြေးရတယ်ဆောင်းမင်းထုံးကမောင်လေးပြေးရတယ်ဆောင်းမင်းထုံးပြန်ချပြေးရတယ်ရှေ့မနာတော့ကန်ပြေးရတယ်နော်မင်းတီဒီမှာတော့တမတ်ပြေးရတယ်နော်ရှေ့မင်းဘယ်လာလို့ကျန်တယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်အပြင်ဘက်ကိုဒီမှာတော့ကံတမတ်ပြေးရတယ်နော်နောက်ကန်စားမှာနာဆာကန်တင်ပြီးလို့နော်နာဆာရှေ့ကန်ပြီးရတယ်ဒီမောင်လေးတစ်ဖက်မှာဘင်္ဂလားဒေ့ရှ်နဲ့ဆန်ရထားတယ်နော်ရာချူရာလာပြီးရနော်ရာချူရဲ့ရှေ့တင်နေရပြီနိုင်နေနော်ဦးဆွဲလိုက်ဆရာနော်ဦးဆွဲနဲ့ရောင်နဲ့ရှင်ပြေရဲ့ကိုလည်းတင်ပြပေးရတယ်ရှာကီရှေ့ကန်နေရပြီပြေးရနေညာနေတဲ့ဘာဖြစ်တော့ဖြစ်တယ်နော်မာဒီရဲ့နောက်ကန်စားမကမောင်လေးလက်ပြီးတော့မြောက်ပြရတယ်ကမောင်လေးနဲ့ပြန်ထားပြီးတော့အေးဆန်းနဲ့ပြန်ပြရတယ်အေးဆန်းရောက်တော့နော်လေးလေးကြည့်ကြည့်ပဲခဏမှရှိတဲ့စောထက်အောင်ရထားပြီးတော့နော်မာတင်းနဲ့ပြေးလုံးနေနော်ဝင်ပြေးရတယ်ပြန်ရထားပြီးတော့နော်အစင်းလေးဦးကိုယ်လည်းပြန်ပြီးအခြေဆက်လိုက်ရတယ်ကိုယ်လည်းစားမစောထက်အောင်ကျုံလာတဲ့ကန်ပြေးရပြီဒီမှာရှိနေပိုင်ဆိုးရလာတယ်နော်ပိုင်ဆိုးချေအောင်ကြားတယ်နော်တရားရည်လက်ကန်တာလေမင်းတို့လည်းနောက်ကျတယ်နော်ပိုင်ဆိုးဒါလည်းဝင်ရနေရောနောက်ကန်လာမအောင်ချေအောင်ကြားပြပြီးတော့တရားရည်ဆွဲဝင်လာပြီးတော့ပိုင်ကန်လို့ပြေးလာတယ်ဖြစ်တယ်နော်တော့ပါလာတဲ့ပိုင်ဆိုးကမင်းတို့နဲ့ဒီနေ့နောက်ကျနေတဲ့ဘင်္ဂလားဒေ့ရှ်အပြင်ကတော့ခြေပါကိုပေးရမယ့်အနေအထားနဲ့လင်းရောက်ခဲ့တယ်နော်
မြန်မာတရားတော်ဒီကြပါဒေသဆိုရတယ်လေခြေပါကိုရရှိဖို့အတွက်စမ်းကိုကြေးသွားပြီးတော့ဘင်္ဂလားဒေ့ရှ်တင်ကိုဖိအားပေးနေတာပဲဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်တင်ကိုမှမှာမယ်ဘောလုံးပေါ်ဆုတ်တက်ပေးရတယ်နော်မှာမယ်ဘောလုံးပေါ်ကနေပေးရပြီဦးရှယ်လိုက်ရရတယ်နော်နောက်ဘောလုံးနဲ့အရှိကနေပြပါမှာတင်ပြန်ရဖြစ်လာတယ်နော်မင်းထောလိုက်နေပြီဆိုနေတဲ့မင်းကလည်းလိုက်ပြီးလူကတ်ထားရတယ်နော်မင်းထောလိုက်လိုက်လက်ပြီးတော့မာတင်ရောက်ခွင့်ရရှိရနော်ဆိုနေတော့ပြရတယ်မင်းထောနေနေလည်းကြောက်တော်လေးပြတ်ထားတယ်နော်မင်းထောရလာပြီလေနောက်ထပ်ကျလက်ပြီးတော့ရောက်ခွင့်ရရှိရတယ်နော်ဆော့ထက်အောင်လာပြီးဒီဒီမှာတော့ဘင်္ဂလားဒေ့ရှ်တင်ရတာနဲ့အမီလီဒီလိုမှာတော့ဘင်္ဂလားဒေ့ရှ်တင်ရနေပြီးတော့ပြန်ပြီးလက်ပြီးတော့နှောက်ခွင့်ရရှိတာတော့နော်ဒီမှာတော့ဒီလိုပွဲကမှာနိုင်ရရှိခဲ့လို့ဆိုတော့ကျွန်တော်ပွဲကမှာဖလစ်ပိုင်နဲ့တကူဒီတူတာဟာတဲ့ရမယ်ဒီမဲ့ရရှိမှာဖြစ်ပြီးဘင်္ဂလားဒေ့ရှ်တင်ရတော့ဒီလိုပွဲကမှာနိုင်ရရှိလို့ဆိုတော့ဒါမှပုံမှန်ရရှိမှာဖြစ်တယ်နော်မာတင်ချန်ရဲ့လက်ပြီးတော့နှောက်ခွင့်ရရှိတာတော့နော်ရောင်းဝယ်လက်ပြီးတော့လာပြီးပါပြီအေးဆန်းရောင်းဝယ်ပြန်ပြီးရတယ်ဟောရှိရဲ့စမောင်းရင်တာလာပြီးတော့ပိုင်းစုပြီးရတယ်စမောင်းရင်ပြန်ပြီးရတယ်နော်စမောင်းရင်စီတာလေးမာပြီးတာပြီမြန်မာတေးရပါပြီဆိုနေဦးဆိုနေပြီဖြစ်တယ်နော်မာတဲ့ဒီနေ့ပြောချင်မှာအထောင်တိုင်းစုဖြစ်စားနေတဲ့တိုင်းစုသားမှာဆိုနေပြီနောက်ကထပ်ပြီးပြင်လိုက်ကောင်းလိုက်တယ်ဘောမမမယ်တို့ကာဝယ်ခဲ့တဲ့အတွက်ဘင်္ဂလားဒေ့ရှ်ကတော့ဒီဘက်ကိုပေးရမယ့်အခွင့်အရေးနေပြီးတော့ဆန္ဒလေးတော့ခေါ်ရည်နော်မာတဲ့တိုင်းစုသားမှာဆိုနေပြီအပိုင်းကောင်းတဲ့ခွင့်ရရှိတာပဲဖြစ်ပါတယ်ဒီကတော့ဒီမှာတင်ကောင်းကမောကန်ကိုအားရှိရတယ်နော်ကောင်းကမောကန်ကိုပေးရပြီအေးရတော့ကြားရင်ဒီဟာလေးတင်ကောင်းတဲ့ပြတ်လိုက်ပါတယ်ဒီမှာတင်ပြန်ပြီးရလာပြီးစော်ထက်အောင်ဒီမှာပေးလိုက်ပါတယ်ကြောင်းလေးကိုပေးပါတယ်ဒီမောင်လေးရရတယ်နော်ဒီမောင်လေးနဲ့ဒီကမောတမပေးရတယ်နော်ဒီမှာဒီမောင်လေးတော်လေးရမှာကျန်နေတဲ့ဝင်လာတော့ဘင်္ဂလားဒေ့ရှ်အပြင်ဘက်ကိုဒီကမောကန်ဝင်တမပေးရတယ်နော်ဘင်္ဂလားဒေ့ရှ်ရဲ့ကိုယ်မှာနာမည်ဒီကမောကန်ပေးရပြီနော်တော့ကလာမအေးဆန်းကောင်းတဲ့ရောလက်ပြီးတော့လောက်တာရနော်နာဆာလည်းပြီးတော့ပြီးပါပြီဘင်္ဂလားဒေ့ရှ်အာရာဒီရဲ့ကြောက်တာလေးလဲရထားတယ်အမီလီရောက်ပါပြီဆွေးနွေးလို့ရတယ်ဆိုမင်းတို့ဖြစ်တော့တဲ့ဘင်္ဂလားဒေ့ရှ်တောင်းတော့ကံဝင်ရရှိကြတယ်နော်မာတဲ့ဇာမော်ကိုရောဒီပါကိုရရှိတဲ့ဆန်ကုန်ပြေးကားနေကြတယ်နော်ဘင်္ဂလားဒေ့ရှ်ရဲ့ကိုယ်တော်ကဦးရှယ်တောင်းတော့ကံပေးရတယ်တော်လေးများတယ်နော်ဒီမှာတင်လိုက်ပြီးဆိုရနော်စော်မင်းထွန်းတက်ပြီးတော့ရောက်ထားတယ်နော်ဒီမှာရှိတဲ့ဒီမောင်လေးရထားတယ်ဒီမှာတင်ရဲ့လူရဝိုင်းမှာတင်ကောင်းတော့ဖြစ်တောင်းရတဲ့ဒီမောင်လေးစော်မင်းထွန်းရှိမလားကံပေးရတယ်ဒီမှာရှိတဲ့ပိုင်ဆူတော်ရပေးရတယ်ပိုင်ဆူရဲ့ရလာပြီးနော်ဒီမှာဝင်စားပိုင်ဆူကိုယ်နဲ့ပြန်လို့ကြိုးစားလုပ်ရတယ်စော်ထက်အောင်တော်လေးလက်ထားတယ်ဒါပေမဲ့ဝင်တော့ရှော့ထားပေးရတယ်ဗျနောက်မှရှိနေစနဒိုရှိကနေပြရမှာတော့ဘင်္ဂလားဒေ့ရှ်ကောင်းတိုက်ပြီးတော့ကြောက်ထားတယ်နော်နောက်ကန်ဆာမှာဒီစာကောင်းတိုက်ပြီးတော့လက်ပြီးတော့လုပ်ထားတယ်နော်
နောက်ထပ်ကျရှိတက်တင်ပေးရပြီကောင်းတယ်ပြီးပြေးပါတယ်ကိုယ်ပါမာမယ်ဒီလိုမျိုးနဲ့ထပ်ပြီးဘောလုံးထိုင်ကြတယ်နော်မာမယ်ကန်ပေးရပြီအမီကောင်းတယ်ပြီးကြာပြီးရတယ်နော်တောင်ဆောင်လာနေနော်ဘင်္ဂလားဒေ့ရှ်တင်းရှာကီရှိတင်ရအောင်ပါတီပြီးတန်လဲထွက်လာတယ်နော်ကံကောင်းမလို့လဲတာမာကိုတင်ပေးရတဲ့ကာမရှာကီပြပါတယ်ဒါနဲ့ဝင်ရနေပြီးတန်တင်ပေးရမှာတော့မြန်မာတင်းရဲ့ကိုပေါထီပြီးတော့ပြန်ရှန်ထွက်လာတယ်နော်အေးဆန်နောက်မှရှိတဲ့ဆော်မင်းထုံးပေးရတယ်ဆော်မင်းထုံးအေးဆန်ကိုပြန်ပေးရတယ်နော်အေးဆန်နဲ့ရထားပြီးရဲ့ဆော်မင်းထုံးနဲ့အေးဆန်နဲ့အပေးလို့လေနော်ဆော်မင်းထုံးရှုကန်ပေးရပြီမင်းထုံးကောင်းတဲ့ပြီးပြန်ချပြီးကြိုးစားတယ်ဘင်္ဂလားဒေ့ရှ်ကပြန်ရထားတယ်နော်ဆော်မင်းထုံးတော်တော်ရတယ်ရောရှိတဲ့ပိုင်ဆူပြန်ရထားတယ်နော်မြန်မာတင်းရဲ့တောင်ပန်ကမှပိုင်ဆူအပေးလို့ရတယ်ဆင်းမြတ်သူကိုယ်နဲ့ပြန်ပြီးကြိုးစားလုပ်ရတယ်ဆော်ထားအောင်ကြားထားပြီးတော့ဆော်ထားအောင်ပဲနောက်မှရှိကင်မောင်လေးဝင်လိုက်တယ်ကိုယ်လုံးဝဖြစ်တယ်နော်ဖလပိုင်တင်းနဲ့ပွဲစမှာမာတင်းတဲ့ခြေပါကိုတူတူရဲ့ကစားမှာကင်မောင်လေးဘယ်ချိန်လဲအေးရပြမလာပဲနောက်ထပ်ခြေပါကိုကိုရရှိပြီးတိုးရတယ်နော်တဲ့ကံကြတော့ညညထူးကြလွယ်ပြီးတော့ကိုယ်လုံးဝဖြစ်ခဲ့တယ်နော်ဘင်္ဂလားဒေ့ရှ်ရဲ့ဆာမာမာမယ်ကိုလမောကန်ပေးရည်ဆော်ထားအောင်ကောင်းတာပြလုံးဝရှိတဲ့ဆော်မင်းထုံးပေးရတယ်ဆော်မင်းထုံးစေတက်ရတင်ရနေတာတောင်းဆောင်လိုက်နေပြီစေမေဦးတိုင်းရတော့စေမေဦးရဲ့လိုက်ပြလူတက်နေနော်စေမေဦးခြေတံမောတမပေးရတယ်နော်စေမေဦးနဲ့ဘင်္ဂလားဒေ့ရှ်ရဲ့နောက်ခံဆောင်မှာမင်းတို့ဘောင်းရှိရမှာတော့နောက်ကနေဝင်တော့တုံးတော့ဖြစ်တယ်ဆိုပြီးကိုယ်နဲ့တန်းတော့ပြင်မောတတ်မှတ်ပေးခဲ့ခြင်းဖြစ်တယ်နော်။အဲဆော်တဲ့အောင်ပြန်ထားပြီးကိုယ်နဲ့ဆော်ဝိုင်းနေမှာပဲ။ဆော်တဲ့အောင်ဆိုမှရှိတဲ့မင်းထုံးရတော့မှဒါလေးမတင်ပေးရရဲ့ရအောင်ဝင်။နည်းနည်းနောက်ကျနေနော်။မင်းထုံးမတင်ပေးရမှာတော့ပြီးတော့လည်းငယ်စိတ်လောနေတဲ့လက်ကြီးပဲဖြစ်တယ်နော်။ဘင်္ဂလားဒေ့ရှ်တင်းဒီစာဆိုကန်ပေးရပါတော့စိတ်စားပါတဲ့ရှင်နေတဲ့မြန်မာပြည်နောက်ခံစားမှာဆော်မင်းထုံးနိုင်စေရတယ်နော်။မရှိလို့ခင်မောင်လေးစေတော်လေးမာတင်ပေးရတယ်။ဒီစာကောင်းတဲ့ရက်ပြန်ဖြစ်ထားတယ်။စာဟစ်လာလာပြီးတယ်။စာဟစ်ပြန်လာပြီးကိုယ်မှာရှိတဲ့ဦးဆွဲတော်တော်ပြန်ပြရမှာတော့ကောင်းတဲ့ရက်မြန်မာပြည်ပြန်ပြီးဘောလုံးပိုင်းမှာရအောင်ထားတယ်နော်။ကိုယ်နဲ့ပြန်ပြီးအချိန်ဆက်လုပ်ထားတယ်။ကိုယ်နဲ့ဝင်စားနေတဲ့အေးဆန်းသာလာပြန်နော်မြန်မာပြည်ကမှအေးဆန်းပိုင်စေးအားရနာရှိတာလေးမတင်ပေးရတယ်အဲဒီမလေးနဲ့ထိပြီးတော့ပြန်ဖြစ်ထားတယ်နော်ကိုယ်တော်ပါပဲနာမည်နဲ့အဲဒီကိုပြေးလာမှာတော့ဘင်္ဂလားဒေ့ရှ်ကပြန်ရထားတယ်နော်အဲကြောက်တာလေးကြောက်တော့ပါပြီဘင်္ဂလားဒေ့ရှ်စာမစာဟစ်လာလာပြီးရဲ့ဆွေမျိုးတို့ပေးလာပြီအဲဒါနိုင်နေတော့ကြိုးစားလေကိုလိုမောပဲဖြစ်တယ်နော်ဒီမှာတရားဇာမလေးဒီပါကိုရရှိဖို့အတွက်လည်းစိတ်တော်ပြီးအရှိမပြားပြီးကြိုးစားနေကြမှာတော့ဘင်္ဂလားဒေ့ရှ်ရဲ့ဇာမတန်တန်တိုင်းမှာဖြစ်နောက်တဲ့ဒီကောင်ကိုကြိုးစားရှိကြိုးစားရပဲဖြစ်ပါတယ်အဲဒီမှာလည်းသူရဲ့ကိုယ်ကပေတင်ကြတော့အငင်းငင်းညားနေတဲ့ကိုလိုမောပဲဖြစ်ခဲ့တယ်နော်ဘင်္ဂလားဒေ့ရှ်ရဲ့အတင်းကောင်းဆောင်အမီရီဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်နဲ့ပြန်ပြီးရရှိထားပြီးရဲ့ဒီမှာရှင်ရဲ့နာဆာပြီးရတယ်နော်နာဆာစေတာလို့ပြောနေရပြီရှိမတိုက်စစ်သားမပြောင်းမအသိရှိနေနော်ကိုယ်မနိုင်စရာတူအေယာပြမရီထွက်ပြီးဘောလုံးပိုင်ဝင်လို့ရောက်ထားတယ်နော်ဆော်မင်းထုံးအကောင်မရှင်နဲ့ရအောင်ဝင်ဆိုရှင်နဲ့ဆော်ထအောင်နဲ့ပြန်ပြရတယ်ဆော်ထအောင်အဲဆိုနေကိုစီပြရတယ်တောက်လျှောက်နိုင်နေနော်ကျန်မောတမပေးရတယ်နော်မင်းထုံးနောက်ကနေရောဘောလုံးလေးအောင်မှာအနေနဲ့စားလုံးကျန်နေတဲ့ဘင်္ဂလားဒေ့ရှ်မှာကိုပြည်တော်ကံဝင်တမပေးရတယ်နော်
ဘင်္ဂလားဒေ့ရှ်ရဲ့ဂိုးမှာမာမန်ကန်နပေးရတယ်မြန်မာပြည်ရဲ့ကွန်မန့်ချောင်းကြတယ်နောက်ကန်လာမမေးနားအောင်ရှင်းလုပ်ထားတယ်နော်ဘင်္ဂလားဒေ့ရှ်ရဲ့ပြန်ပြီးရောက်လာတဲ့ရှိပြရမှာတော့ပြန်ပြပြီးမြန်မာပြည်ပြန်ရထားတယ်နော်မင်းထုံးဘင်္ဂလားဒေ့ရှ်စော်ရီရဲ့ပြတ်ထုတ်ထားရတယ်နော်ရောင်ဝင်းလည်းပြောင်းပြရတယ်ကိုလိုနဲ့ပြန်ပြီးချိတ်ဆက်လုပ်ထားတယ်နော်အေးဆန်ရထားပြဒီမှာရှိတဲ့ခင်မောင်လေးကိုပေးရတယ်နော်ခင်မောင်လေးပေါ်တော်မှာရှိနေတဲ့ပိုင်ဆိုးချူဒီနေ့တွေ့ရတယ်ကောင်းလိုက်တယ်ဒီရဝိုင်းမှာဟိုကြောင်းဝင်ကြတဲ့တိုင်းစစ်ကြောင်းမှာစိုးနေဦးကောင်းတိုက်ပြီးခြေပါဝင်လာရှိလို့တိုးလာဖြစ်တယ်နော်ကောင်းတိုက်ချက်ကအနိုင်ငယ်တိကျလွယ်ပြီးတော့ကိုလုံးတော့ဖြစ်ခဲ့တယ်နော်မာတရားတော့တင်းလုံးနေရမယ်ခြေပါဝင်ကိုရရှိလို့တဲ့အဆန်းကိုတိုးလာစားနေကြတယ်နော်မာတရားတော့ဒုတိယကျင်းတော့လူစားလုံးမျိုးတစ်ခုအနေနဲ့ကျွန်တော်မလေးအေးဆောင်တော်ပြီးကျွန်တော်မ7ရုံးမင်းထုံးထည့်သွင်းစားတယ်နော်ပိုင်ဆိုးပြန်လို့ရရှိပါပြီကျွန်တော်တို့ရတယ်လက်ပေါ်ပြတယ်နော်နာစာရှိုးရကြရတဲ့မြန်မာပြည်လက်ပေါ်မြောက်ခွင့်ရရှိရတယ်နော်ဒီမော်လေးတော်ပြရတယ်နုံနုံထုံးစပါးနဲ့ထိုးလို့ဒီမော်လေးပြန်ချပေးရတယ်နုံနုံထုံးပဲပြန်ပေးရတယ်နုံနုံထုံးနောက်ပါရှိရင်မိုးနဲ့ပြန်ပေးရတယ်မိုးနောက်ပဲချောင်းတော့တိုးပေးရတယ်အဲကြောင့်တာသာတည်းရဲ့ခြေတော်လေးမာတင်ပေးရတယ်ကြာပါပြီစင်မြတ်သူနိုင်ငံနောက်ကျနေနော်ရှင်မရှိနေတဲ့စင်မြတ်သူနဲ့ဒီနေ့ကတော့ဒီပါကိုရရှိဖို့အတွက်ပြေးရမှာနိုင်ငံနောက်ကျနေတဲ့နောက်ထပ်ကိုယ်တည်းဒီမှာဆုံးဆုံးရတော့နော်ကိုမမာမန်ကိုလမကန်ပေးရတယ်ဘင်္ဂလားဒေ့ရှ်ကကြောက်ရွံ့ပြီးအေးတိုးရမှာပြည်တယ်မောတမတ်ပေးခဲ့တယ်နော်နောက်ကန်စားမဆော်မင်းထုံးနိုင်ငံဝင်အတန်းနဲ့ဆိုတော့ပြည်တယ်မောတမတ်ပေးရတယ်နော်ဘင်္ဂလားဒေ့ရှ်ကလည်းဒီကားလည်းကိုနေနဲ့ကျွန်တော်မ7ဦးဆက်ဆောင်ကျွန်တော်မ24နောက်ခံစားမှလူကုန်းထည့်ပြီးတော့ခံစစ်ကိုအားပြည့်ရနော်ဘင်္ဂလားဒေ့ရှ်ကရောက်ရရင်စေတင်ရတော့ဒီမှာတင်းချအောင်ဝင်ကောင်းတဲ့ဝက်ပြန်ပြထားတယ်နော်ကိုယ်နဲ့မှာပဲဆက်ထအောင်ဆက်ထအောင်ပြန်ပြရတယ်ဒီမှာတင်းလိုက်ဆိုနေပဲဘင်္ဂလားဒေ့ရှ်ကပြန်ပြီးရထားတယ်နော်စနေနောက်ဒီစနေဘောလုံးဆိုရတယ်နော်ဆယ်မင်းတော်ရတာဒီတမရှိတဲ့ဒီမောင်လေးတိုက်ဆိုရတယ်နော်ဒီမောင်လေးပိုင်ဆိုနဲ့ဒီလိုရတဲ့ပိုင်ဆိုပေတော်မန်းနဲ့တော့ဆိုရည်နော်တောင်းမှမဖြစ်တယ်နော်တောင်းမှကမှပိုင်ဆိုကျေတူတူလာမှာတော့ဘင်္ဂလားဒေ့ရှ်ရဲ့တောင်းခံစားမိုင်းနဲ့ပြီးပြီးတော့တောင်းမှမရှားရှိထားတယ်နော်မြန်မာပြည်နဲ့ရရှိထားပြီးနောက်မှရှိတဲ့မင်းမင်းထုံးဆိုတာလေးမာနေပေးတာပြီကောင်းတဲ့ကိုကြိုးစားတယ်ဘင်္ဂလားဒေ့ရှ်ပြန်ပြီးပြတ်သွားတယ်နော်ဝယ်လန်းကန်နဲ့ကျန်အောင်ဝင်းတောက်ကန်သားမိုင်းပြီးပြန်ရှန်ထွက်လာတယ်နော်ကျန်အောင်ဝင်းနဲ့ဘုံရရှိကြိုးစားမှာနာဆာပြန်တားထားတယ်နော်နာဆာရလာပြီးနော်ရှေ့လမ်းနဲ့တင်ပေးရတယ်စာဟေးရဝိုင်းနော်ဝယ်လန်းကန်ကိုကြိုးစားတယ်ကိုယ်မနိုင်စရာထုံးတာရပဲဖမ်းထားတယ်နော်ဒီမှာတည်းကိုမနိုင်စရာထုံးမင်းတို့ရရှိသားပြီးရဲ့ပေါ်တော်မှာတော့ကြောက်တူရတဲ့ပိုင်ဆိုးလက်ဒီပေါ်တမတ်ပေးရတယ်နော်ဒီမှာတည်းအလားပါပိုင်ဆိုးဘောလုံးဒီနေရာမှာလည်းနဲ့ထည့်ရဲဆိုပြီးတော့ဘင်္ဂလားဒေ့ရှ်တမတ်ကိုလက်ဒီပေါ်ကန်ဝင်တမတ်ပေးရတယ်နော်ပေါ်ကကြတော့68မိနစ်ကိုကျော်လာကြပါတယ်ဘင်္ဂလားဒေ့ရှ်ကတော့မြန်မာပြည်ကိုဂိုးမရှိနဲ့ဦးဆောင်စားနေကြဖြစ်တယ်နော်
Bangladesh ရဲ့နောက်ခံစားမမင်တူလည်းဒီဘောကနေရတယ်မင်းထွန်းပြန်ရရတယ်နော်မြန်မာပြည်အစားမမင်းထွန်းလုံးဝရှိရဲ့ပိုင်ဆိုးဒါလိုက်မင်းတို့ပြည်လုံးနဲ့ပြန်ချပေးရတယ်မင်းတူထပ်ပြီးတော့ထပ်တော့ပြီးလက်ပြီးတော့လှုပ်ထားတယ်နော်ခင်မောင်လေးဒီလိုမျိုးနဲ့နောက်ပေးရတယ်ခင်မောင်လေးကပြန်ချပေးရတယ်ရှင်မရှိရဲ့မင်းထွန်းနောက်နဲ့ပြန်ပြီးတော့ကျိုးစားလုပ်ရတယ်ပိုင်ဆိုးယူဖို့တွေးတာမှာတော့ Bangladesh နဲ့ပြန်ပြီးတော့တားရတယ်နော်ရှင်မရှိရဲ့ Emily ပေးရတယ် Emily ပြန်ကောင်းတော့ Emily ရလာတယ်တော်တော်ကိုတွေးတာမှာတော့မြန်မာပြည်ပြန်တားရတယ်နော်Bangladesh နဲ့ပြန်ပြီးတော့ဖြတ်ထုတ်သွားတယ်နော် Emily နဲ့ရထားသေးတယ်ဘယ်လိုကိုပေါ်တောင်းချပေးရတယ်နောက်နဲ့ပြန်ပြီးတော့ပေးလိုက်ရတယ်မာမလန်ဒီကိုတွေးတာမှာစနေဦးပြန်တားလိုက်နော်စနေဦးနောက်တော့ချပေးရမှာတော့အေးစားမနာတော့ရှင်းထုတ်ထားတယ်နော် Bangladesh နဲ့နောက်ခံစားမအေးစားဖြတ်ထုတ်ခဲ့တဲ့မြန်မာပြည်နဲ့ပြည်ပေါ်နောက်ခွင့်ရရှိကြတယ်နော်မြန်မာပြည်ရရှိတာတွေရဲ့ရှေ့မနာနဲ့ကန်နေပြရတယ်စင်တဲ့သူကောင်းတဲ့သူတွေးကြတယ်နော်မြန်မာပြည်နဲ့ဘောလုံးပိုင်းကိုတွေးတာမှာတော့ Bangladesh နားတော့ရှင်းလိုက်ကြရတယ်နော်လက်ပြီးတော့မြန်မာပြည်နောက်ကိုရရှိကြတယ်နော်ကင်မော်လင်းကိုယ်မရှိတဲ့ဆက်ထအောင်ပြရတယ်ဆက်ထအောင်ကင်မော်လင်းနဲ့ပြန်ပြီးတော့ပေးလိုက်ရတယ်ကင်မော်လင်းမင်းတို့ပြရတယ်မင်းတို့ကမောင်လေးပြေးလိုက်အောင်တော့ပြန်ပြေးရတယ်ကမောင်လေးနဲ့ရလာပြီးတော့ကျိုးတွေးတာရဲ့မင်းတို့ကမောင်လေးနဲ့ဘောလုံးဝင်လို့ရနော်ကမောင်လေးနဲ့ရလာပြီးရဲ့လက်ပြီးတော့ဖြစ်တယ်နော်မင်းတို့နဲ့ဖြစ်ရဆိုရင်ငါတို့လက်ပြီးတော့မြောက်ခွင့်ရရှိတာရဲ့နော်ကမောင်လေးမြောက်ပြီးတော့ဆက်ဆက်ထားအောင်ပြေးရတယ်နော်ဆက်ထားအောင်ကိုယ်နဲ့ပြန်တော့ကျိုးစားလို့ရတယ်ကျိုးတာလို့မတင်ပြရတယ်ခေါင်းလန်တိုက်ပြီးထားပြီးရတယ်ဒီစားကောင်းတဲ့ကြောပြတဲ့ပြရတဲ့ပိုင်ရှိပြန်လာပြန်တော့လည်းဒီရှိပြတဲ့တင်နေရတယ်ကိုယ်လည်းမဖြစ်တယ်နော်ဒီမှာဒီလာမပိုင်ရှိတင်နေရနိုင်ငံများနေတဲ့ကိုယ်လည်းမဖြစ်ခဲ့တယ်နော်ဒါကတော့တရားကျင်တော့ဒီစားလုံးမျိုးတစ်ခုပြုလုပ်မှာဖြစ်ပါတယ်ဒီလူစားလုံးကတော့ကျွန်တော်47တိုင်းစစ်စားမှစနေဒီစားကျွန်တော်23ဒါကဝင်းတော့ကိုတည်င်းစားစီတယ်နော်မလာသေးရပါဘူးရကဝင်းသိရတော့မှန်းနေတော့ကျိုးတွေးတာနေရကိုလုံးမဖြစ်တယ်နော်Bangladesh ကနောက်ခံစားမရမယ်တပန်းနဲ့လည်းပဲလူကာပြီးတော့ကိုလုံးမယာယူထားတယ်နော်အခုဆိုတော့ဒီမှာတင်တဲ့ Bangladesh တင်တဲ့ပြည်စားကြတော့92မိနစ်ကိုကျော်လာရပြီပါတယ်ဒီချိန်မှာဒီမှာတင်နေတော့ဥဆောင်လေးတွေချစ်ချနိုင်လို့တဲ့ပြေးကားနေလို့ဖြစ်တယ်နော်အခုက Bangladesh တင်တဲ့ရရှိထားတယ်နော် Emily ရထားပြီနော်ပြောချင်သေးရဲ့ Emilyတောင်းမှန်းတော့ထိုးတော့အခုစတင်နေရတယ်ဒီမင်းတို့နောက်ဒီစင်ရဘောလုံးလာလာပြီးဖြတ်ထုတ်ထားတယ်နော်အခုက Bangladesh တင်တဲ့ရရှိထားမှာဆိုတာလေးမထုတ်ပြရတယ်ရထားရဲ့နော်ပြောတယ်လို့ပိတ်ကြတယ်ကိုယ်မနိုင်စီရတော့ဘယ်စံတော့ကာဝယ်တော့နေလို့နော်Bangladesh ရဲ့နောက်တန်းကမှမရှိဖြစ်ပါရဲ့တရားထုတ်လေးလေးကျရရှိတဲ့ခွေးလေးကိုကိုယ်မနဲ့တူရင်အနေထားနဲ့ရင်ဆိုင်ရောကိုယ်ကမြင်ရမယ်လို့သူရဲ့ကြကBangladesh တင်တဲ့ကိုစိတ်ကြစရာဖြစ်သွားခဲ့တယ်နော်အခုကBangladesh တင်တဲ့ရရှိထားတဲ့ရုပ်ရှင်မှာလည်းတင်ပြရတဲ့ဇာဟိဘောလုံးကြီးကြိုးရမှာတော့မြန်မာတင်ကပြန်လဲချက်ထုတ်ထားတယ်နော်ဇမင်းထုံဘောလုံးမှာရှိနေတဲ့ပိုင်ဆိုးစားခိုင်းမှာပိုင်ဆိုးရတဲ့ဒီလိုပွဲစဉ်မှာမြန်မာတင်တဲ့အခြေခံနဲ့ခြေစွမ်းပြနေတဲ့ကစားသမားတူလို့ပြောမှာဖြစ်ပါတယ်။လက်ရှိပွဲကချင်း93မိနစ်ကျော်လာတဲ့အချိန်မှာတော့မြန်မာတင်ကတော့လူစားလေးမှုတုံးမှုပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ပထမပိုင်းပွဲစားတော့ကကစားသမားတွေအခြေပြောင်းလဲခဲ့လို့အခုဒုတိယပိုင်းမှာလည်းကစားသမား3ယောက်ထိလဲလဲပြီးတော့ပြုလုပ်ခဲ့ဒီကမီလန်ကြီးပါတင်တွေရဲ့မီဒီယာကတော့မှန်ကန်မှာဆိုတော့ဆက်လက်ဆောင်ကြရမှာတော့ဖြစ်တယ်နော်အခုလည်းရာသာဝင်ပေးရထားဝင်တယောက်လက်ထပ်ထားတယ်
ကိုလိုကမာတို့ကဆောက်ထားပေးရမှာကိုရှိတာလေးကျင်းနေရတယ်ဘင်္ဂလားဒေ့ရှ်ကပြန်တော့ချက်ထုတ်ထားအောင်ကြောင်းခင်မော်လေးဝီရလက်ကထားတယ်ပြန်ချက်ကတော်တော်လေးကိုပေါင်းနဲ့လွဲချေတယ်ကြောင်းအေးရပြင်ဘက်ကနေပြီးတော့ခင်မော်လေးနေနဲ့နှစ်ကြိမ်သုံးကြိမ်တော့မနေကိုကံပင်ကြီးနဲ့သူ့ရဲ့ပြန်ချက်တွေကကောင်းမွန်နေရှိလို့ကိုပေါင်းနဲ့လည်းဒီချိန်ကတဲမချင်ရှိလို့ကြောင်းအခုမှမမန်ရှင်းနေတဲ့တင်ပေးရတယ်။မိုးရင်းတောင်းတရရှိမှရှိတဲ့စင်းမီဦးဘင်္ဂလားဒေ့ရှ်ကပြန်လာရရှိထားပြီးတော့ညာရှေ့သားလေးနဲ့တွေ့ပေးရတယ်ရှာကေးလိုက်နေညာရှာကေးရှေ့သားလေးတင်ပေးရတယ်။စာဟိစာဟိရထားပြီးညာဘင်္ဂလားဒေ့ရှ်ရဲ့ဇာတ်မစာဟိဖြစ်ပါတယ်။ကိုလိုပေးရတယ်။ကိုလိုမရှိတဲ့ဝါဂျူနောက်တော့ကိုလိုဇာတ်မတူပြန်လာပြတ်ဖတ်ထားရညာဘင်္ဂလားဒေ့ရှ်နဲ့ရရှိထားတဲ့မီရှူဒီမှာရှိနေတဲ့လုံခွန်းရှေ့သားလေးကနေပေးရတယ်သူကျင်းနေရညောင်းအဲ့ဒါမင်းတို့မြန်မာပြည်နဲ့ရရှိထားရညောင်းရှေ့ကနေကနေပေးရတယ်ရာဇဝင်တွေလိုက်နေဝင်လို့အဲ့ကိုရှေ့ကနေကနေပေးရတယ်ဘယ်လိုညဘင်္ဂလားဒေ့ရှ်နဲ့ပြန်လာရရှိသွားပါတယ်ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာပြည်ကတော့ပြီးခဲ့တဲ့2010 AFC Challenge ကပြန်ပွဲ OFA မှာပြည်စုံတဲ့အတင်းလည်းဖြစ်တယ်နော်အဲဒီ OFA ပွဲစဉ်မှာတော့မြန်မာပြည်နဲ့ဘင်္ဂလားဒေ့ရှ်ကိုနှစ်ကိုတကိုးပြအနိုင်ရရှိခဲ့ပါတယ်။ဒါကြောင့်ဒီနေ့အဲဒီပွဲစဉ်နောက်ပိုင်းပထမဆုံးပြန်လည်ပြည်စုံတဲ့ဒီနေ့ပွဲစဉ်မှာတော့ဘယ်ကအနိုင်ရရှိသွားမလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ကိုလိုမှာရှိတဲ့မြင်းထုံးမြန်မာပြည်နဲ့ရရှိရများပိုင်ဆိုးတရားကိုကျော်ဖြတ်ဖို့ကြိုးရနေတယ်ညပိုင်ဆိုးတယ်ကိုရှိတာလေးကံပေးရပြီပေကိုကျိုးသားတယ်ခေါင်းတက်ရတယ်တောင်းကံတော့ဖြစ်တယ်ညနောက်တော့ဒီမှာဆွမ်းအောင်လေးခေါင်းတက်ဘိုးပြင်းကိုကြိုးရနေလို့ဘင်္ဂလားဒေ့ရှ်ကနောက်တော့ဒီမှာရင်ထူကိုကိုတောင်းကံတော့မြန်မာပြည်ကကံကိုရရှိတယ်ညအရာကဝန်တွေကံပေးရပြီဆိုရင်ထုံးခေါင်းတက်ရတယ်ခေါင်းတက်ရနေပြည့်ညပိုင်ဆိုးဝီရမကထားတယ်တန်ချက်ကကိုကားရွာနေတော်တော်လေးရောက်တက်သွားတယ်ညဘင်္ဂလားဒေ့ရှ်ကကိုလမာမမန်လာဒီနေ့ပွဲမှာမြန်မာပြည်ရဲ့အပိုင်ကိုကန်ခြင်းရဲ့နှစ်ကျင်းကိုကိုကန်လာတာဖြစ်ထားတဲ့ကိုလမာလည်းဖြစ်ပါတယ်။ဒီကစားခြင်း30မိနစ်မှာစောထအောင်ရဲ့ဖီးကစ်ကိုကာဝယ်နိုင်လို့ဒီကစားခြင်း56မိနစ်မှာလည်းဆင်းရဲတဲ့ခေါင်းတစ်ချက်ကိုကာဝယ်ထားနိုင်တဲ့ကိုလမာတူရဖြစ်တယ်နော်။နောက်ကျမိနစ်တွေမှာတော့သူ့အနေနဲ့ဆက်လက်ပြီးကိုရော့ကာဝယ်မှုတွေပြုလုပ်နိုင်မှာတော့ဆက်လက်ဆောင်ကြမှာဖြစ်ပါတယ်။ဒီနေ့တွင်ကိုလမာရှိနေတဲ့စောထအောင်ပြည်တော်တမတ်ပေးထားရနော်မြန်မာပြည်နဲ့ပြည်တော်ကံကိုရရှိမှာဖြစ်ပါတယ်ဒီတော့ဘင်္ဂလားဒေ့ရှ်နဲ့သူတို့တင်တဲ့ဥဆောင်ကိုတူယူပေးခဲ့တဲ့ဒီကလမာရှာဖေးကိုထုတ်ပြီးတော့ကျောင်းနံပါတ်10မီတူကိုထုတ်ပြန်စားရည်နော်ဒီကစားခြင်း30မိနစ်တုန်းကလည်းအခုလိုမျိုးရရှိတဲ့ပြည်တော်ကိုစောထအောင်နဲ့ကြံကြကောင်းကောင်းနဲ့တူယူနိုင်ရပြီးတော့ကိုရမကာဝင်နိုင်ရပါတယ်ဒီချိန်ကလည်းစောထအောင်ကံကြကောင်းကောင်းနဲ့ကံပြတ်နိုင်လာတော့စောင့်ကြည့်ရမယ်ဗျာစောထအောင်တန်ရပြီဒီချိန်မှာတော့ကိုဘောနဲ့တော်တော်လေးလွဲထွက်ရဗျာ
ဒီကနေ့ကိုယ်တိုင်ကနေပြီးတော့ဘင်္ဂလားဒေ့ရှ်ရဲ့ကိုဒမာမောင်မန်ကိုကြောက်ကစားခြင်းအချိန်ဆွဲတယ်ဆိုတော့အဝါကပ်ပြတော့တတိပေးထားတယ်နော်မောင်မန်ရှင်မာလည်းကင်ပေးထားတယ်ဆောင်းမင်းထွန်းရရှိတာများရှင်မာလည်းကင်ပေးရတယ်ရာဇဝင်တွေပြစ်ထက်သွားတယ်ကိုဒမာမောင်မန်တတိရှိရှိနဲ့ရှစ်ထက်ပြီးတော့ဘောလုံးထိုင်းထားတယ်နော်အမိုးရရှိမှရှိတော့အရာအောင်ရထားရများမြန်မာပြည်နဲ့ရှေ့တာလေးကင်ပေးထားတယ်စေမီဦးလာရများတောင်းကြံတော့တမတ်ပေးထားရများဒီစာရင်းထည့်ရကိုယ်ကိုမြန်မာပြည်နဲ့တောင်းကြံတော့ကြံခွင့်ရရှိမှာဖြစ်ပါတယ်ခြေပါကိုရရှိတဲ့မနာလောင်ကျိုးရနေတဲ့မြန်မာပြည်ကတော့တောင်းကြံလို့မကြခဏရရှိနေရများတောင်းကြံတော့ကြာအောင်နဲ့ကြံပါဗျာကြာရေးကြံနေပါပြီဘင်္ဂလားဒေ့ရှ်ကခေါင်းသားဖျက်ထားရများမိုးတွေခေါင်းသားကိုထိုးပါတယ်ဘင်္ဂလားဒေ့ရှ်ရဲ့ကစားသမားရလဲမနာရန်ကိုဖျက်ထုတ်ထားရများကိုယ်ကအမီနီရထားရများရှေ့ပေးထားတယ်ယူနီထွန်းအမီနီရှေ့ပေးထားမှာတော့အတင်းထဲကစားသမားတွေတယောက်မှရှိနေများဘင်္ဂလားဒေ့ရှ်ကတော့ဒုတိယပိုင်းတဲစားလို့ဆိုတာနဲ့ရရှိတဲ့ဥဆောင်ကိုခြေပါကိုပြန်မပေးရတဲ့အတွက်ဆန်စစ်ကိုအားပေးပြီးတောင်ရတဲ့ရှိတဲ့နဲ့ကစားလို့ရရှိနေအောင်လို့တွေ့ရှိရပါတယ်အခုဒီပိုင်းဆိုရထားရည်နော်ဒီမှာရှိတဲ့လူမင်းထွန်းတယောက်ကိုကြော်ထားတယ်လူမင်းထွန်းနဲ့ငါချမ်းကိုထုတ်ပြရတယ်ကျွန်တော်ဝင်ဒါမှမဟုတ်ဖြတ်ထုတ်တာအတွက်လက်ပြတော့အစအားဝင်ထိတဲ့အတွက်ဘင်္ဂလားဒေ့ရှ်ကလက်ပြတော့ရောက်ခွင့်ရရှိတယ်နော်ဒုတိယပိုင်းပဲပြန်စားကြရခြေပါရရှိတဲ့မြန်မာပြည်ကတော့ကျောင်းသားချင်းဆက်ငါးမိနစ်နောက်ပိုင်းမှာကစားအားအနည်းငယ်ကျသွားတာတွေ့ရှိရတယ်နော်အခုကဘင်္ဂလားဒေ့ရှ်နဲ့လက်ပြပေါ်မှာတွေ့ရတယ်နောက်တစ်ချိန်လက်ပြပေါ်ရောက်ခွင့်ရရှိတယ်နော်ဒီလိုတော့ကနှစ်တုံးကလုံးတဲ့OCA တွင်တတိယမြောက်ပွဲစဉ်ဖြစ်တဲ့အတွက်ဒီဘက်ကလည်းနှစ်တုံးကလုံးတော့အဆုံးကိုရေးပါနေလို့ပြောမှာဖြစ်ပါတယ်ပထမပွဲစဉ်မှာဘင်္ဂလားဒေ့ရှ်ကပလက်စတိုင်းကိုဆုံးလို့မြန်မာပြည်ကလည်းဖိလစ်ပိုင်နဲ့တပတ်ကိုဒီကြပြီးဒီတမတ်လာရရှိခဲ့တဲ့အတွက်ဒီနေ့ပွဲစဉ်မှာရှားလက်ကောင်းတစ်ခုရရှိမှလာသူတို့နောက်ဆုံးရှင်းပြရမယ့်ပွဲစဉ်တွေမှာညနေကျဒီနေ့ရှင်းပြနိုင်မှာလည်းဖြစ်ပါတယ်အခုဆောင်းမင်းထွန်းရှင်းမရှိတဲ့ရန်အားဝင်ဆောင်းမင်းထွန်းပြန်လည်ရရှိတာကိုနောက်ကိုရှိတင်ပေးရတယ်ဘင်္ဂလားဒေ့ရှ်ကချက်ထုတ်ထားရများအခုတော့ဘင်္ဂလားဒေ့ရှ်နဲ့လည်းပြတော့မြန်မာပြည်ကမြောက်ထားရများဒီမှာရှိတဲ့လူမင်းထွန်းမြန်မာပြည်နဲ့ရရှိထားရများရှင်းပေးထားတယ်ပိုင်ဆိုတရားဝင်ထည့်ထားတယ်ပိုင်ဆိုရဲ့ကိုလိုပြရတော့လူမင်းထွန်းပြန်ရထားရများရာဇဝင်တွေဒီမှာရှိတဲ့အစေထားကိုပြီးကျိုးသားမှာတော့ဘင်္ဂလားဒေ့ရှ်ကခြားရဖြတ်ပြီးတော့ဟန်တာထားရညာအတောင်ကတော့မြန်မာပြည်ကကံလေးရရှိနေညာအတောင်ကတော့ကံနေကြပြီဘင်္ဂလားဒေ့ရှ်ကခေါင်းတိုက်တော့ဖြတ်ထုတ်ထားရညာအမီလီတစ်ချက်ထိန်းထားတယ်အမီလီရောရထားရညာဘင်္ဂလားဒေ့ရှ်ရဲ့တင်ကတော့အမီလီဘောလုံးကြီးကိုကြိုးစားမှာတော့မြန်မာတွေကပြန်လာရရှိတာများရှိပေးတာတော့မြင်းမင်းတွန်းဘင်္ဂလားဒေ့ရှ်ကပြန်လာတာများရှိမှလည်းကင်တင်ပေးရတယ်ရှားထားရညာဘင်္ဂလားဒေ့ရှ်နဲ့အမိုးဝင်ရှိမှလည်းကင်တင်ပေးရတယ်မြင်းမင်းတွန်းရှိတာလည်းကင်တင်ပေးရတယ်စေမီဦးတရားကိုကြော်ထားလိုက်ကြထားရည်များစေမီဦးပဲစေမီဦးဘောလုံးကြီးကိုကြိုးသားမှာတော့ဒီတူချရတာနင်းငယ်ကျင်းနေလို့ကိုယ်လာတာကတော့ပြစ်တယ်မောတတ်မှတ်ပေးတာရမရှိတော့နဲ့
တောင်းကြလို့ပဲတတ်မှတ်ပေးပါရဗျာဒီဆုံးကလည်းဒီလိုမျိုးကြလာဖြစ်ပါတယ်ဒီချိန်မှာလည်းမြန်မာပြည်ကတော့ခြေပတ်ကိုရရှိအောင်ဆောင်းဆောင်းထားနေခြင်းရှိသေးတယ်ညာအတောင်းကတော့ကနေပေးရပြီအဲရာဇဝင်ပေးခေါင်းတော့ကိုကြိုးရလာတော့အနည်းငယ်တက်ဆုပ်နေရဗျာအခုတော့မိုးဝင်ရထားရဗျာမိုးဝင်နဲ့ကိုကြိုးတော့ကနေပေးရတယ်အဲဒီချက်ထင်းရတယ်အနည်းငယ်တုံဆိုင်ရဗျာမင်းမင်းထုံးဖြစ်ပါတယ်ဘလုံးထောက်ရမှာနေငယ်မတူတော့ဘင်္ဂလားဒေ့ရှ်ကဖျက်ထုတ်သွားနိုင်တယ်ညာအပြစ်တမ်းတော့မြန်မာပြည်ကကံလို့ရရှိနေညာပိုင်စေးဘလုံးယူကြတာမှာလာကြည့်ကျတော့တော့ကင်နာဒါကနေပြစ်တမ်းတော့တမပေးပါရဲ့ညာဒါပြင်လာကြည့်လို့အဝကပြရတဲ့ဒီပေးတာကိုသိရှိရပါတယ်ဒီလိုပဲမှာတော့အဝကတူမကြာခဏဆိုလို့တက်ပန်းရပြည့်စုံရမှာဘင်္ဂလားဒေ့ရှ်ပြည်မှာလည်းကစားသမား3ယောက်ထိအဝါကတက်ထားခြင်းခံရပါတယ်ဒီတော့ကနေ့ရမှာတော့စောထအောင်နဲ့ပိုင်ဆိုးတို့2ယောက်ရှိနေရဗျာအခုကျွန်တော်ဘင်္ဂလားဒေ့ရှ်ပြည်နေနဲ့တတိယမြောက်လူစားလဲမှုနေနဲ့ကျွန်တော်ခုနှစ်စာရေးစာကျွန်တော်နဲ့ဆက်ကိုဦးတန်ကိုထည့်သွင်းကြတာလည်းတွေ့ရှိရတယ်ဗျာအဲဒီတော့ကနေရပြီခုနမှာမန်ကာဝယ်ပြောင်းနေတယ်ဗျာဒီတော့ဝိုင်းရဆက်ထားကိုရှိကနေရမှာတော့နောက်တော့ကစားမတွေရှင်းတော့နိုင်ခြင်းမရှိတဲ့ဘောလုံးကိုမန်ဒီရှိနဲ့ကာဝယ်ပြောင်းနေတယ်ဗျာအတောင်ကတော့ကနေရပြီကိုမန်တက်ထုတ်ထားရဗျာအနာရတဲ့ချိန်ဘင်္ဂလားဒေ့ရှ်ကရှင်းထားရဗျာအရှိမလည်းကနေရတယ်ရှင်းမှာဘင်္ဂလားဒေ့ရှ်ရဲ့တိုက်ခိုက်မှုတွေတရားမှရှိနေဗျာမြန်မာပြည်ကတော့ဘင်္ဂလားဒေ့ရှ်ရဲ့ပုံပတ်ချန်တီတပိန်လုံးတက်ပြီးတော့ဖျားပေးကစားနေတာလည်းသိရှိရဗျာအရှိဒါလည်းမထုတ်ပြရလေမြန်မာပြည်နဲ့ပြန်လည်ရရှိထားဗျာဆက်ထအောင်ရှင်းမရှိတဲ့ဆောင်မင်းထုံးရှင်းမှာတော့ကနေပေးရတယ်ဒါကဝင်တဲ့ခေါင်းတော့ကိုချပေးရတယ်ပြတယ်တော့တမပေးထားရဗျာဒီဆုံးကလည်းတဖြည်းဖြည်းညီကလာတဲ့အချိန်မှာတော့မြန်မာပြည်ကတော့ကိုယ်ရှိတဲ့ခြေကမ်းမှုပြုလို့ဒီလိုဘင်္ဂလားဒေ့ရှ်ကလည်းရရှိလာတဲ့ဥစ္စာမျိုးခြေပါကိုပြန်လည်ပေးရတဲ့အတွက်ခြေကစားလို့ရှိနေရဗျာအစင်းမျိုးဘောလုံးယူဖို့ကြိုးစားမှာဝါကျူဘင်္ဂလားဒေ့ရှ်ကစားမှာဝါကျူရရှိထားရဗျာအစင်းမရှိတဲ့ကစားမတွေရာလူလူချစ်တဲ့ရရှိတာများကိုကပ်နေရတယ်ကိုယ်ညာခုဆိုတော့ဘင်္ဂလားဒေ့ရှ်ပြည်ဒီရမြဒီကိုယ်ရလို့ပြောလို့ရှိကိုယ်ဘယ်လိုတဲ့ရမ်းတဲ့ကိုယ်ကလည်းလည်းဒီလိုတော့ဘယ်လိုလဲဘယ်လိုဆက်လို့ရှိတဲ့ဇာတ်တွေရတဲ့ဒီလိုချစ်တဲ့ရရှိတဲ့ရုပ်ကိုကြည့်ရတယ်အာမနီကနေဥဆောင်နေပေးရတယ်လေအခုဒုတိယမြောက်ဂိုးမှာလည်းမြန်မာပြည်ကစားသမားတွေရဲ့နောက်တမစားသမားတွေရဲ့အာမနီနဲ့အာမနီကြောင့်ဒုတိယဥဆောင်ကိုမြန်မာပြည်ကတော့ပေးရရပြီဗျာဒါကြောင့်ဒီလိုပဲမှာတော့မြန်မာပြည်ရဲ့နောက်တမစားသမားတွေရဲ့ဘောလုံးကူကန်တားရှိမှုချက်ထုတ်မှုတွေကတော့ဒီအချက်တွေတော်တော်များများရှိနေတာကိုလည်းသိရှိရအောင်ဗျာဒီကစားခြင်းက88မိနစ်ကိုကျွန်တော်လာပြီးတဲ့အတွက်မြန်မာပြည်တော့
ခက်ခဲတဲ့ခြေပါကိုရရှိတဲ့ခက်ခဲနေပြီလို့ပြောရမှာဖြစ်ပါတယ်အခုတော့ဘင်္ဂလားဒေ့ရှ်နဲ့ရရှိထားရည်များကိုရမရှင်ဝါဂျူမောင်မနေပေးရများမောင်မနေနောက်မှတင်ပါလာတဲ့ကစားသမားတွေဖြစ်တဲ့နာဆာကိုပေးရများနာဆာရဲ့အခုလည်းမရှိနေတဲ့မောင်မနေဝါဂျူပေးရများနောက်မှပဲဘင်္ဂလားဒေ့ရှ်ပြင်ရတဲ့ဘလုံးပေးချိတ်ဆောင်နေနေအရှိကနေပေးရတယ်ရှင်းမှာကစားသမားတွေတရားမှရှိနေများဒီလိုပဲကစားသမားဆိုရင်မှလည်းကစားသမား3ယောက်ကိုပြောင်းလဲပြုလုပ်ပြီးဖက်ဖက်ကလေးဒုတိယပိုင်းမှာလည်းကစားသမား3ယောက်ကိုပြောင်းလဲပြင်ဆင်နေတဲ့ဒီကမီလန်စီဘာဒိုနိုရဲ့လီဗီယာတော့မြန်မာတင်တဲ့အတုံးလုံးလို့ပြောရမှာဖြစ်တယ်ညာကိုယ်စံတဲ့ကစားခြင်းဟာမိနစ်90ပြည့်ရဲ့အတွက်နာကျင်ချင်းကို9မိနစ်တတ်မှတ်ပေးထားပြီးဖြစ်ပါတယ်။နောက်ကျ9မိနစ်တွင်မှာတော့မြန်မာတင်တဲ့ခြေပါကိုရရှိအောင်ဆောင်းနေမလားဘင်္ဂလားဒေ့ရှ်ကပဲကိုယ်ထမတူတမ်းလာကြတော့ဆက်လက်ဆောင်ကြည့်ရမယ်ညာအခုတော့မြန်မာတင်တဲ့ဆောထားအောင်ရရှိထားရည်ညာရှေ့မပြေတဲ့နောက်မှရှိတဲ့မိုးဝင်ဆောင်းမင်းထုံးပေးရများဆောင်းမင်းထုံးနဲ့ရှိပေးရမှာတော့ဒီပေကတိကျမှုရှိတဲ့ဘင်္ဂလားဒေ့ရှ်ကပြန်လာရထားရများပြန်ပြပြီးတော့မြန်မာတင်နေတဲ့ခင်မောင်လေးရှင်ကဆိုတဲ့မျိုးမင်းထုံးရှေ့သားလေးပေးထားတယ်ပိုင်ဆိုးပေးရမှာတော့ပိုင်ဆိုးနဲ့မျိုးမင်းထုံးအချို့ဆက်နားလည်းမွေးနေတယ်များဒီမှာကတော့ပွဲတော်ပွဲမှာဖိလစ်ပိုင်ကိုတကူကြီးပြေးကြခဲ့ပြီးခုတတိယမြောက်ပွဲမှာလည်းဘင်္ဂလားဒေ့ရှ်ကိုလက်ရှိပွဲကချင်းဒီမကိုကိုမရှိတဲ့ဥဆောင်ရတဲ့နောက်ဆုံးတွေ့ဆုံရမယ့်ပါလက်စတိုင်းဟာအတင်းကောင်းတစ်ပင်ဖြစ်တဲ့သူတင်တဲ့အခါစမေးရတဲ့ challenge ကပြန်တော့ဝင်ရရှိတဲ့တော့ခက်ခဲမှုတွေခက်ခဲနေလို့ပြောရမှာဖြစ်တယ်ညာဆောထားအောင်ရှင်းမနဲ့တင်ပေးရတယ်ပိုင်ဆိုးစားထားရည်များတရားကိုကျော်ကိုတွေးရရင်ပိုင်ဆိုးရဲ့ကိုရှိတာလေးတင်ပေးရတယ်ဒီပေပုံကတော်တော်လေးများတယ်များဒီရတဲ့2020 OIC challenge ပြန်ပွဲမှာတော့ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာပြည်နဲ့တွေ့ဆုံရမှာမြန်မာပြည်က2ဂိုးတကူဖြင့်အနိုင်ရရှိခဲ့တယ်လို့ဒီနေ့ပွဲစဉ်မှာတော့ဘင်္ဂလားဒေ့ရှ်ဟာလက်ရှိပွဲကစားခြင်း2ဂိုးကိုမရှိတဲ့ဥဆောင်နေရတယ်။လက်ကျန်မိနစ်ကလည်းပွဲပြီးဆုံးလို့မိကလာတော့ချိန်မှာတော့ဘင်္ဂလားဒေ့ရှ်အနိုင်ရရှိတဲ့အခြေအနေကောင်းတစ်ယောက်ကိုပိုင်ဆိုင်နေလို့ပြောရမယ်ညာ။ကိုရှိကနေပေးရတယ်ပိုင်ဆိုးပိတ်မှုကျိုးပါတယ်။ကိုလုံးနဲ့ဖြစ်တယ်ညာ။ရှစ်ထွန်းနေတဲ့ကိုရမမာမန်ရဲ့အခွင့်အရေးကိုပိုင်ဆိုးအကောင်းဆုံးအသုံးချနိုင်ခြင်းမရှိခဲ့ဘူးလို့ပြောရမှာဖြစ်ပါတယ်။မာမန်ရှိမှလည်းတင်ပေးရတယ်ဒီတော့မြန်မာပြည်ကနောက်ကိုရရှိနေများအခုမောင်လေးမြောက်ပေးထားတယ်အပိုင်ဆိုးဘလုံးယူကိုကြိုးစားမှာတော့ဘင်္ဂလားဒေ့ရှ်ကဥယျာဉ်များဆောင်းမင်းထွန်းရှေ့ပေးရမှာတော့ပြန်ပြတ်တယ်များအမိုးရင်းရှေ့မှာရှိနေခင်မောင်လေးဒီလိုပွဲမှာရှင်ပြန်ကြလို့ရှိတော့ဘင်္ဂလားဒေ့ရှ်ကတော့အတင်းလိုက်စီစဉ်ပြီးအားကောင်းမှုနဲ့လင်းမြန်မှုကိုအဓိကအားပြုပြီးတော့ကစားသွားလို့ရရှိတာကိုတွေ့ရှိရပါရရှိရတော့ကိုယ်မှာလည်းရရှိရတော့ခွင့်ရနှစ်ရက်ကိုတော့သူတို့တင်ရတော့အကောင်းဆုံးအတိုးချနိုင်တဲ့အတွက်ဒီဆောင်ကိုငကိုရရှိထားတယ်လို့ပြောရမှာဖြစ်ပါတယ်ဒီမှာတင်ရတော့ပြင်းတဲ့တန်ဖိုးမှုအားနည်းလို့တိုက်ဆိုင်မှုတွေဖြစ်တဲ့စေမီဦးစာစာဝင်တွေရဲ့ခြေကုန်းကလည်းတောက်ဆုံးနေတဲ့အတွက်ခြေပါကတော့လက်ရှိချိန်ထိရရှိထားခြင်းမရှိသေးဘူးများဒီရမှာလူသားဝင်ကတော့စာစာဝင်တွေနဲ့ပုံနေထုံးရဲ့ခြေကုန်းကလည်း
ပုံမှန်အောက်ကြာဆုံးရရှိနေရလဲသိရှိရတယ်ဗျာအရှိမနဲ့ကင်တင်ပေးရတယ်လက်ဒီဘောမြန်မာတင်းကမြောက်ခွင့်ရရှိနေများလက်ဒီဆုံးကတချို့ဒီကလာပြီးဖြစ်ပါတယ်ကင်မလေးမြောက်ပေးထားတယ်ဒီမင်းထုံးရထားရများအခင်းမလေးကိုပြန်ပေးထားပါတယ်ကင်မလေးဆွေးပေးထားတယ်ပြောလက်ထပ်ပေးချိုးထားတယ်ဆိုနေဦးအမင်းရဲ့တုံဆိုင်ရများအခင်းမလေးနောက်မှရှိတဲ့မင်းထုံးနဲ့ကြည့်တယ်တမပေးရဗျာမင်းထုံးတော်လုံးယူပြီးပေးသားမှာတော့ဒီထူချရရာအတွက်ကိုယ်တိုင်ကနေပြီးတော့ပြစ်တယ်တမပေးထားခြင်းဖြစ်ပါတယ်ဒီလိုပဲမှာပေါ်ထွက်စားသမားဖြစ်စားခွင့်ရရှိတဲ့စထောင်းကလည်းကိုယ်နဲ့ပိုင်းမှာခြေစမ်းပြဆုံးရရှိနေတာလည်းသိရှိရတယ်ဗျာအကြည့်တော့တော့စထောင်းအောင်ကျန်ရဗျာစထောင်းအောင်ကျန်နေပါပြီဒီငါတို့ကခေါင်းတော့ဖြတ်ထုတ်ထားရဗျာဒီလိုဒီငါတို့တင်ရှားရှိထားပြီဗျာတာဝန်တရှိကနေတော့မြန်မာလူမျိုးများကိုကြည့်ရှုနေကြတဲ့အာဂါဝဒနာရှင်ပြည်တော်များခင်ဗျာခုဆိုရင်တော့ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာပြည်ရဲ့ပေါ်ကချင်းမိနစ်9ဟာဒီဆုံးသွားလို့ဖြစ်ပါတယ်။ဒီဆုံးသွားချိန်မှာတော့ဘင်္ဂလားဒေ့ရှ်ဟာမြန်မာပြည်ကို2-9ကိုမရှိတဲ့အနိုင်ရရှိခဲ့ပြီးရှမ်းမတ်ပုံမှန်ရရှိကြခဲ့တာကြောင့်ဒီဆိုရင်ကျွန်တော်တို့ရဲ့ထိုးလင်းတင်ဆက်မှုတွေလည်းဒီမှာတော့ကျွန်တော်တို့ပြုပါခင်ဗျာ။မြန်မာပြည်မှာကိုကြည့်ကြကြတဲ့ပြည်တော်များအားလုံးရှင်လန်းချမ်းသာကြပါစေ။